ခိုင်ဘာသာရုပ်ပင်အစီအစဉ်ကဆရာကြီးဒေါက်တာအေကျော်အောင်မင်းခွေနေအခင်းအနာနဲ့ရောလီစင်ချီပွေတီကိုပြည်တော်ပြပမှာပြုလုပ်ခခဲ့တဲ့အကောင်ကိုတန်ဆာပိလာပါမယ်ဇန်နဝါရီလ19ရက်နေ့ကအမေရိကန်နိုင်ငံနယူးယောက်မြို့မှာကွင်းလဲအနေစာရောက်ခါရတွေရခိုင်သမိုင်းပညာရှင်ပါမောက္ခဒေါက်တာအေကျော်ကိုအောင်မင်းခွေအခင်းအနာနဲ့ရောလီစင်ချီပွေတီကိုထိုင်းဘင်္ဂလားဒေ့ရှ်ရေဂွန်စိုက်တွင်မျိုးအပါအဝင်တခါနေရအမြောက်အပရောမှာပြုလုပ်ခခဲ့ပါရယ်ဆရာဂရီတော်ရာလီစန်ဂျီဝီနဲ့အလှူဒါနပြုလုပ်တဲ့အခင်းအနားကိုရခိုင်ဒီမိုကရေစီအခွင့်အရေးကဇန်နဝါရီလ25ရက်နေ့ကရန်ကုန်မြို့ဒညာဝတီကျောင်းတိုင်းမှာကျောင်းပပြုလုပ်ထားပါရယ်ညအခင်းအနားကိုနိုင်ငံရေးအတိုင်းအဝိုင်းကပုဂ္ဂိုလ်တီအများအပြားတာရောက်ခခဲ့ပြီးညအထင်းမှာအမျိုးသားဒီမိုကရေစီအခွင့်အရေးကဦးတင်ဦးကျောင်းသားကောက်ဆောင်ကိုဂရီနဲ့ရေဂိုတိုင်းရခိုင်ရေးရာဝန်ကြီးဦးစောအေးမောင်တို့လည်းတာရောက်ခခဲ့ပါရယ်ဒီကတော့ဆရာဝန်ကြီးတို့ဟာသမတ်ပြည်နယ်ရှင်ပြောတဲ့ဒီစာအုပ်စာတမ်းတော်တော်များများလေးလေးသာပြုစုခပြီးကမြန်မာနိုင်ငံသူနိုင်ငံသားများအပါအဝင်တိုင်းပြည်အတွက်ကျိုးပြုတဲ့ပုဂ္ဂိုလ်ကြောင့်လည်းဖြစ်တယ်အထူးသဖြင့်ရခိုင်လူမျိုးတည်းရဲ့အမျိုးသားရေးနဲ့တကွာဒီမိုကရေစီရဲ့လူ့အခွင့်အရေးကိုလည်းကြားရခံတာကနေပြီးရောက်တဲ့နေရာမှာကျိုးဆောင်ခိုင်းတော့ရောက်ဖြစ်တဲ့အတွက်ကြောင့်ဒီလိုရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့နိုင်ငံရေးလည်းရောက်ဖြစ်တယ်ယေရှုနဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဆုံးရှုံးမှုတရားဖြစ်တဲ့ပိုင်းရခိုင်အမျိုးသားများအတွက်လည်းပဲအလွန်ဆုံးရှုံးမှုနိုင်မှုတဲ့ဖြစ်တယ်လို့ခံယူပါတယ်ထို့တူမြန်မာနိုင်ငံအနေနဲ့လည်းပဲအခုပိုင်းသမိုင်းပညာရှင်တယောက်ဆုံးရှုံးလာတဲ့အတွက်အလွန်ကြီးမားတဲ့နိုင်မှုဖြစ်တယ်လို့ကျွန်တော်အနေနဲ့ခံယူပါတယ်ထိုင်းနိုင်ငံဖူကက်စ်မြို့မှာလေဝတီမြို့ရှာရခိုင်လူမှုရေးအသွင်ကဇန်နဝါရီလ20ခဏရက်နေ့မှာကျောင်းပါခရီလိုအခွေးဥက္ကဋ္ဌကိုစိုးမြင့်ကပြောပါရယ်အခုကဆရာကြီးကိုလည်းလည်းခေါ်မှာပါဆရာကြီးရဲ့နံပါတ်လေးအမေလေးစိတ်ကြပညာရေးရှေ့ရလို့လူတွေအနေနဲ့ဆရာကြီးကိုကောင်းတကယ်လာပါစေဆိုပြီးစကန်ပြီးတော့အများကြီးရပါတယ်ဆရာကြီးကဒီကရုပ်တရားကိုလည်းဒီလိုဟာကျွန်တော်တို့ခါကြတယ်မကမြန်မာပြည်ပြည်လည်းတော့ဆောရှယ်မီဒီယာကလည်းကျွန်တော်တို့နေနေစမ်းပေါ်လာပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့ဆုံးဖြတ်လိုက်ကျွန်တော်တို့ခါကြည့်ရတဲ့ညာလာတဲ့ခါတူလာတဲ့အစားတော့ဆောရှယ်မီဒီယာပါပဲရခိုင်ပြည်နယ်စိုက်တွင်မြို့ဂရိဖာကျောင်းမှာလေဇန်နဝါရီလ20ခါရနေ့ကဆရာကြီးဒေါက်တာအေကျော်ကိုအောင်မီစုတောင်းဝေအခင်းအနာတစ်ခုကိုကြောက်ပါခခဲ့ပါရယ်။ညအခင်းအနာကိုဆရာကြီးနဲ့လုံခေါ်ကိုင်ခွာတီဖိုက်ခဲ့တီ1986စိုက်တွေ့တပိတ်ကော်မတီဥက္ကဋ္ဌဆရာအေကျော်ဆရာမောက်ပါသိန်းဦးအောင်ကျော်စင်ဦးမောင်ဆိုင်ဟန်ဦးကျော်မောင်ဦးစိုးမောင်နဲ့ဦးဝေစင်အောင်စားရီပုဂ္ဂိုလ်တီတာရောက်ခခဲ့ပါရယ်အခင်းအနာလိုရာရီရှာနဲ့ပဲတဲ့လို့ရခိုင်ရွယ်ဘူးဥမမောင်စောကအကူပိုင်ပြောပါရယ်ဒါကြီးဆင်းတော့ကိုတွေ့လိုရာရီရှာကတော့ကနေတွေ့ကျွန်တော်တို့ရခိုင်ပညာရှင်ပညာတတိချင်းမှာဆရာကြီးပြောလေတော့တယောက်ဖြစ်ကြပုဂ္ဂိုလ်တယောက်ပါအေးပါကိုကျွန်တော်တို့မက်ဒရာအပွေအနေနဲ့ရမှာလိုရာရီရှာတော့ဆရာကြီးပိုင်ပညာတတ်တဲ့ခိုင်သူခိုင်သားတည်းကိုပွေကိုလူမျိုးတော့တဲ့ဝိုင်းနဲ့ဆွဲတယ်မယ်လောကဒီချောင်းရဲဆိုရရှာလက်ပါပါဒီပိုင်အမျိုးသားတွေကိုရှေ့ရှုရလူကြီးကိုပေသူလူကြီးကအမျိုးသားပြန်ပြီးကွန်ပျူတာတွေဆိုရအမောင်ကိုပေသူတိနော်ဒီချောင်းဆန္ဒလေးပါပါရရှောင်းအပရောဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလေဆရာကြီးရတော့ဝန်နေခါအထင်းအမဲအခင်းအနာကိုလေရခိုင်အမျိုးသမီးအစေအရုံကဥဆောင်ပြုလုပ်ခခဲ့ပါရယ်ရခိုင်ပြည်နယ်ရခိုင်လူမျိုးတော့မနာမနေပဲကိုစားခရီဆရာကြီးဤစေလုံးလာနဲ့တင်ဒိဋ္ဌံတီကိုရခိုင်တမျိုးသားလုံးကအတူယူကိုစားစီလူတွေလို့ဒေါ်ဆိုမရာဇာလုံးကပြောပါရယ်ဆရာကြီးဒေါက်တာအေကျော်အတူပါကိုဇန်နဝါရီလ20ရက်နေ့ကအမေရိကန်နိုင်ငံမှာပြုလုပ်ခပါရယ်ဆရာကြီးကိုလည်းရှိမှာအသာခဏစိတ်ခဏနာဟိပြည့်လို့သိရပါရယ်